ကျွန်တော်ဘာ sharing လေးလုပ်ပေးသွားမလဲဆိုတော့ကျွန်တော်ဒီတစ်ခေါက်မှာသူအစာကောက်များတဲ့ညီကိုတွေအတွက်ကြတော့ကျွန်တော်တီနော့ချီနီးရယ်နောက်ပြီးတော့ Jake ချီပုံချီနီးရယ်ကျွန်တော်နောက်ပြီးတော့ဒီကျွန်တော် casting ပြတဲ့သမားတွေအတွက်ကျွန်တော်တို့เนาะလူတိုရှင်းပေါ့เนาะကျွန်တော်ဒီလီတာဂျိုးချီနီးတွေကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီတစ်ခေါက်မှာတော့ဒီနော့ချီနီးပေါ့เนาะဒီကျွန်တော်တို့အစာကောက်သမားတွေအတွက်ကျွန်တော်တို့ဒီနော့စချီတော့မှာဆိုကျွန်တော်တို့ဒီနော့ချီမဲကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီတာကျိုးကိုကျွန်တော်တို့ဒီမှာဒီဟိုဘက်ဒီဘက်အညီကျွန်တော်တို့ကွက်တိဟိုဖြစ်လိုက်ပါမယ်ကိုွေးလိုက်ပါမယ်ဒုတိယတစ်ဆင့်အနေနဲ့ကြောင့်ကျွန်တော်ဒီကိုွေးထားတဲ့နေရာကိုကျွန်တော်ဒီလိုစပြီးတော့3-4ပတ်လောက်ပတ်မယ်1 2 3 4ဟုတ်ပြီကျွန်တော်ပတ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီဘက်ကိုဆွဲလိုက်ပါမယ်ဆွဲလိုက်ပါမယ်ကျွန်တော်ဆွဲပြီးပါပြီနောက်တစ်ခုကတော့ကျွန်တော်ဒီနော့စာချီတော့မှာဖြစ်ပါပါတယ်ဒီနော့စာချီတော့မှာဆိုတော့ဒီဘက်အစာနဲ့ဒီဘက်အစာကိုကျွန်တော်တညီတဲ့ဖြစ်အောင်ယူမယ်တညီတဲ့ဖြစ်အောင်ယူပြီးတော့ကျွန်တော်တို့တညီတဲ့ဖြစ်အောင်ယူပြီးတော့ကျွန်တော်ဒီမှာကျွန်တော်ဒီကျိုးကိုကျွန်တော်တို့စပတ်ပါမယ်ဟုတ်စပတ်ပြီးပါပြီသူလည်းထုံးနေကောင်းမယ်တော့3-5ပတ်လောက်ပတ်မယ်ပြီးလို့ရှိရင်ဒီကောင်ဒီကြားထဲထည့်မယ်ပြီးရင်ကျွန်တော်ဒီကောင်စပြီးတော့ဆွဲလိုက်ပါမယ်ကဲဒီမှာပါနောက်ဆုံးရလက်ကဒီတော့ချီနီရတော့ဒီမှာပါဒီမှာပါညီကိုတို့ဒီမှာပါညီကိုတို့မြားတွေကျွန်တော်ဒီခဲတွေထပ်ပြီးတော့ထပ်ဆင်အောင်မှဆိုရင်ထိုးနီး၎င်းမယ်ကျွန်တော်ထပ်ဆင်သွားလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါပရခွာကြောကျွန်တော်တို့ဒီပေါ့နော်ဂျိတ်အစာကောင်းများတဲ့ညီကိုတို့ဂျိတ်ချီနီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂွင်းနဲ့ပေးထားတဲ့ဂျိတ်ဆိုလို့ရှိရင်ကျွန်တော်တို့ဂွင်းနဲ့ထိုးပြီးတော့ချီပုံချီနီးရှိတယ်အဲ့တော့ဂွင်းနဲ့ထိုးပြီးချီပုံချီနီးကိုညီကိုတို့တစ်ချက်ချီပြပါမယ်ကျွန်တော်ဥစွာဒီအပေါက်ထဲကိုကျူထိုးလိုက်မယ်ကျူထိုးပြီးတော့ဒီနားမှာနည်းနည်းကွေးလိုက်ပါမယ်ကွေးပြီးသွားပြီဟုတ်ပြီကျွန်တော်တို့ကွေးလိုက်ပါမယ်ဒီမှာပါကျွန်တော်နောက်ခေါက်ကွေးပြီးပြီဆိုတော့လည်းကျွန်တော်ဒီကနေစပြီးတော့ပတ်ပါမယ်တညီညာလေးပေါ့နော်စပတ်လိုက်ပါမယ်ဟိုပေါ့နော်5-6ပတ်လောက်ကျွန်တော်ပတ်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီမှာဆွမ်းနာဂွင်းလောက်ထားတဲ့အပေါက်လေးတော့ကျွန်တော်ထိုးထည့်လိုက်ပါမယ်ဒီမှာပါပြီးရနေကျွန်တော်ဒီဆွမ်းနာ main ကျိုးကိုကျွန်တော်ဆောက်ဆွဲပါမယ်โอเคဒီမှာပါပြီးဒီကောင်ကကျတော့မလို့အပ်တဲ့ဟာလေးဆိုတော့ကျွန်တော်တို့ဖြတ်လိုက်ပါမယ်ဒီမှာပါဒါသူရရတဲ့ result လေးဖြစ်ပါတယ်ဒီမှာပါနောက်ဖြစ်ချက်ကပါနောက်တစ်ခုကြောကျွန်တော်ဒီ casting ပြတဲ့ညီကိုတွေအတွက်ကျွန်တော်ဒီ data ဂျိုးလူတူရှင်ချီနီလေးကိုညီကိုတို့တစ်ချက်ပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါညီကိုတို့တစ်ချက်လိုက်ကြည့်ပါ let's go ဒီဘက်ကျကျွန်တော်တို့လီတာဂျိုးဒီဘက်ကတော့ PE ဂျိုးကျွန်တော်လီတာဂျိုးကိုပထမဆင့်မှာကွေးလိုက်မယ်ဟုတ်ပြီကွေးပြီးွားနဲ့ကျွန်တော်ဒီဘက် PE ဂျိုးကိုဒီအပေါက်ထဲထည့်လိုက်ပါမယ် PE ဂျိုးထည့်လိုက်ပါမယ် PE ဂျိုးထည့်ပြီးွားလို့ရှိရင်ကျွန်တော်ဒီဘက်ချမ်းကနေ PE ဂျိုးကင်ပြီးတော့စပ်ပတ်ပါတော့မယ်ကျွန်တော်အပတ်နဲ့အပတ်ရေများလေးကောင်းလေးပေါ့နော်ဒါတော့လူတူရှင်ကျွန်တော်ဒီတကြွချီနီးလေးလှတယ်နည်းနည်းလေးဟိုဖြစ်တာပေါ့နော်မြန်လဲမြန်တယ်အချိန်သိမ့်မကုန်တော့ဘူးပေါ့နော်ဒီခက်ခဲမှုအားလည်းပို့ပြီးတော့ strong ဖြစ်တယ်ပေါ့ကိုရလည်းဖြစ်တာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီပေါက်ထဲကိုထည့်လိုက်ပါမယ်ဟုတ်ပြီကျွန်တော်တစ်ခုပြီးရင်ဆွဲလိုက်ပါမယ်န
နောက်ဆုံးတော့ဆက်မှာကျွန်တော်တို့ဒီမှာပါတက်ကျိုးချီနီလေးကျွန်တော်ရအောင်ပါပြီပြီးတော့ကျွန်တော်ဒီဘက်ကချီထားတဲ့ဥစ္စာကိုကျွန်တော်ပြတ်ဖြတ်လိုက်ပါမယ်ဟုတ်ကဲ့ပါနောက်ပြီးတော့ဆက်တွေ့ပါမယ်ကျွန်တော် fishing ကိုပါ